Stephen Hawking ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ် AI လို့ပြောတဲ့ artificial intelligence ကကျွန်တော်လူသားတွေအတွက်အကောင်းဆုံးအရာတစ်ခုဖြစ်နိုင်တယ်လို့အဆိုးဆုံးအရာတစ်ခုလည်းဖြစ်သွားနိုင်တယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်အဲ့လိုပြောတော့ကျွန်တော် AI နဲ့သုံးတာကိုရက်လိုက်ရတော့မလားဆိုတော့ no ပါပို့ပြီးတော့တတိထားပြီးတော့အသုံးပြုဖို့လိုပါတယ် AI သုံးတဲ့အချိန်မှာတတိထားပြီးတော့ကြည့်ရမယ်အချက်၅ချက်ကိုဒီဗီဒီယိုထဲမှာပြပြပေးပါနံပါတ်1ချက်က AI ကိုမေးတဲ့အချိန်မှာဆိုလို့ရှိရင်အရေးကြီးတဲ့အချက်လက်တွေဖြစ်တဲ့နာမည်တို့ဖုန်းနံပါတ်လိပ်စာဘဏ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုထည့်ပြီးတော့မမေးပါနဲ့နံပါတ်2ချက်အနေနဲ့ကျွန်တော် AI ကိုမျက်စိမိတ်နာပဲယုံလို့မရပါဘူးယုံကြည်ရတဲ့သတင်းမီဒီယာတွေကနေပြီးတော့နှစ်ခါပြန်စစ်ပါနံပါတ်3ချက်အနေနဲ့ data privacy ပိုကောင်းအောင်လို့ online version တွေ application တွေမသုံးဘဲနဲ့ကိုယ့်ရဲ့ computer ထဲမှာပဲ local version တွေနဲ့သုံးပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဗီဒီယိုဒီထဲမှာပြထားတာရှိပါတယ်နံပါတ်4ချက်အနေနဲ့တခြားနိုင်ငံတွေကနေပြီးတော့ AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုစီးမင်းစည်းကမ်းတွေထုတ်တယ်ဆိုတာကိုအများဆုံးစောင့်ကြည့်ပေးပါဘာလို့ဆိုတော့သူတို့နိုင်ငံကနေ AI တခုကို ban နေဆိုတော့အကြောင်းပြချက်တခုတော့ရှိနေလို့ပေါ့နောက်ဆုံးနံပါတ်5ချက်အနေနဲ့ကျွန်တော်ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ finding မှုတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင် AI ပေါ်မှာပဲမမီကိုပဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင် idea ကိုယ်ပိုင် creation တွေကိုလည်းထည့်ပေးပါ Stephen Hawking က AI ကလူတွေကိုအစားထိုးသားမယ်ဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့ Kevin Kelly ဆိုတဲ့ပုဂ္ဂိုလ်ကကြတော့ you will be replaced by someone using AI not by AI itself ဆိုပြီးပြောခဲ့တယ်တကယ်တော့ကျွန်တော် AI ကိုတူးတစ်ခုအနေနဲ့အသုံးချနေတဲ့သူတွေကနေပြီးတော့ AI ကိုလစ်လျူရှုထားတဲ့သူတွေနဲ့အစားထိုးသားမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အခုကြည့်နေတဲ့ battery တို့ကဘယ်လိုထင်လဲ AI နဲ့စိတ်ချရလားဒါမှမဟုတ်လို့ရှိရင် future မှာ annual ရှိနိုင်လားဆိုတာကို comment မှာမှတ်ခဲ့ပေးပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ချင်ပါတယ်အားလုံးပဲ bye bye